Raspberry Pi ကိုသုံးပြီးတော့ဖုန်း Bluetooth control mini robot လေးလုပ်ကြည့်အောင်ပုတ်ရေးဖို့အတွက် Tony application ကို download ဆွဲမယ် connection တော်တဲ့ version ကို install လုပ်လိုက်ရုံပဲပုတ်တော့ Electron Lab ဆိုတဲ့ GitHub အကောင့်မှာတင်ထားပေးတယ်ပုတ်ထဲမှာဆိုလို့ရှိရင်ဒီ F ဆိုတဲ့ key က forward အရှေ့ကိုသွားဖို့အတွက်ပြီးရင် B ဆိုတဲ့ key ကိုကျွန်တော်တို့အနောက်ကိုသွားဖို့ပြီးရင် left right ဘယ်ဘက်ညာဘက်အဲ့ဒါတွေကိုဖုန်း application နဲ့ချိန်ပြီးတော့ကျွန်တော်တို့အသုံးပြုမယ်။ပြီးရင် code ဘုတ်ကိုရွေးမယ်။ရွေးသွားလို့ရှိရင် save မယ်။ save တဲ့အခါကျလို့ရှိရင်ကျွန်တော်ကွန်ပျူတာထဲမှာမ save ဘဲနဲ့ Raspberry Pi ထဲမှာ save မယ်။ပြီးရင် main.py လို့ရေးမယ်။ပြီးရင်အစိမ်းအောင်ဘတန်လေးကိုနှိပ်လိုက်ရုံပဲ။ application ကိုတော့ Android application ကို download ဆွဲမယ်။ H0 နဲ့ချိတ်ဆက်ပြီးတော့ကားမောင်းနှင်လို့ရပါပြီ။